ပြုလုပ်တဲ့တရားချစ်တဲ့များတူရရဲ့နဲ့ကြဆရာကြီးနဲ့ဆရာမများအာသတိရပူဇော်ဖို့တဲ့ဒီနေ့ကြွလာမှုကဆန္ဒကိုသိညွှန်ကြပါစေဗျာဆရာဆရာမများရဲ့မေတ္တာရှင်ကြဘာလို့ရောလာယုတ်တီနဲ့ဗုဒ္ဓထိုင်တော့တယ်ဒီနေ့တစ်ဖက်ချက်ကြီးလာပြင်ပါပြုလုပ်တဲ့အာသတိရပူဇော်ဖို့တရားမှာရုပ်လုံးတော်ပြည့်ဆောင်ရာနဲ့ကျွန်တော်တို့စေတာပုတ်ဆောင်ရာအစီအစဉ်လေးပါဒါကြောင့်မလို့လည်းရနှစ်ဖက်မှာရှိကြတဲ့ဆရာကြီးရဲ့သာရဝေမြေရဝေအားလုံးတို့ကဘာရဝတရားလေးတွေနဲ့ပတ်ကနဲ့အမွေးနဲ့ကပတ်ကြံနေပြုလုပ်တဲ့နေရာမှာကလေးတစ်စားရေးသားရေးလေးစားစွာဖြင့်ပတာယနာကုသိုလ်အဖြစ်ဆရာသမားများအားအကျိုးတူပြုတာဖြစ်ပါဒါကြောင့်မလို့ခြေကျော်အိဆာပြမိတ်ကြီးစိတ်တိုင်းတော်မှဆရာကြီးဖြစ်တဲ့ဆရာကြီးဥစ္စာတော်ဆရာမဒေါက်တာတန်လိုင်တို့အားပူဇော်ကြရတာဟ